တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိုင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းဖွဲ့များအောက်ချုပ်သူများနဲ့တာဝန်ရှိသူများဟာဒီကနေ့မနက်ပိုင်းမှာစတင်ပြီးနေပြည်တော်ရှိအထင်ကရနေရာများသို့ဒုတိယနေ့ဖြင့်ဆက်လက်လေ့လာကြပါတယ်။ဦးစွာပြည်တော်စုနယ်မြေနေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိဥဒယံတီကုန်းတော်မှာတည်ထားတဲ့တတ္တဟမဟာဗောဓိစိတ်တော်နဲ့တန်ဝေစနိယလေးဌာနဖွားပွင့်ဟောဆန်တော်မှာဖူးမြော်ကျင်းညိုကြပြီးဗတ်ဆောင်ပြုပြင်မွမ်းမံရန်အလူငွေများပေးရလှူဒါန်းပါတယ်။အိမ်နောက်နေပြည်တော်တက္ကုံမြို့ရှိမြမတန်နဲ့ရုံးမြင့်တန်ကြားတို့ရောက်ရှိရာဝန်ထမ်းများကMRTV ရှေ့သို့ချင်းနဲ့ရှင်းတန်နေမြေ MRTV တေးသချင်းတို့ဖြင့်ကပြဖြောပြတင်ဆက်ကြပြီးနိုင်ငံတော်နဲ့ပြည်သူ့ကြိုးအတွက်စင်ဆက်မပြတ်ကြိုးပမ်းစမ်းဆောင်နေတဲ့နိုင်ငံတော်မီဒီယာဗီဒီယိုကလစ်ကိုပြသပါတယ်။ဆက်လက်ပြီးမြမတန်နဲ့ရုံးမြင့်တန်ကြားပင်မစာအုပ်ရှိ Audio Mastering Studio Virtual Studio News Channel Studio Radio Recording Studio တို့မှာလုပ်ငန်းများဆောင်ရွက်နေမှုစင်ရူပြတိုက်တွင်ခင်းချင်းပြသထားတဲ့ KSS ရုပ်သံထုတ်လွှင့်မှုများမှာအသုံးပြုခဲ့ကြတဲ့စက်ပစ္စည်းများဓာတ်ရိုက်ထုတ်လွှင့်ရေးမော်တော်များသတင်းတင်ဆက်မှုပုံစံငယ်များ KSS ထုတ်လွှင့်တင်ဆက်ခဲ့တဲ့အစီအစဉ်များမှာပါဝင်ဆောင်ရွက်ခဲ့ကြသူများရဲ့မှတ်တမ်းတပ်ပုံများဒုတိယပစ္စည်းများသတင်းစတူဒီယိုကမ်းများရေဒီယိုစီစဉ်မှာအသုံးပြုခဲ့တဲ့ခေဟောင်းတပ်ပြားများနဲ့တခြားအသုံးဆောင်ပစ္စည်းများစတဲ့ပြာကန်း40မှာခင်းကျင်းပြသထားရှိမှုကိုကြည့်ရှုလေ့လာကြပါတယ်။မွန်လယ်ပိုင်းမှာလေးလာရေးဖွဲ့ဟာဇေယျတီရီမြို့နယ်ရှိတက်မတော်စစ်သမိုင်းပြတိုက်တွင်ခင်းကျင်းပြသထားတဲ့တက်မတော်ရဲ့တမိုင်းကြောင်ကြီးရည်လေးတပ်ဖွဲ့များရဲ့အသုံးဆောင်များစစ်လက်နက်ပစ္စည်းများနဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းများကိုလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရပါတယ်ရှင်။